စီရန်ကိုဘယ်လိုလိမ်းရမလဲဘယ်ဟာကိုအရင်လိမ်းရမလဲဆိုတာဆရာဝန်အနေနဲ့ပြောပြမယ်စီးမြင့်တစ်ခုကတော့အရေးကျဲတဲ့စီရန်ကိုအရင်လိမ်းပါဥပမာအနေနဲ့ဆိုရင်ဒါဗီတာမင် C နဲ့နိုင်ယာဆီနမိုက်ကိုအရင်လိမ်းပါပြီးတော့မှ hyaluronic acid စီရန်ကိုလိမ်းပါဒီလိုလိမ်းမှပဲကျွန်တော်တို့အရေးကျဲတဲ့စီရန်တွေကအရေးပြားတဲ့ကိုစိတ်ဝင်မှာဖြစ်ပါတယ်နောက်ထပ်စီးမြင့်ကတော့ acidic ဖြစ်တဲ့စီရန်နဲ့ရိုးရိုးစီရန်ဆိုရင် acidic ဖြစ်တဲ့စီရန်ကိုဦးစားပေးအနေနဲ့အရင်လိမ်းပေးပါဥပမာဆိုရင်ကျွန်တော်တို့ဗီတာမင် C တို့ lactic acid တို့ကဒါအရင်လိမ်းရမှာဖြစ်တယ်ပြီးတော့မှနိုင်ယာဆီနမိုက်ဒါမှမဟုတ်ရင် Eva Arbutin လိုမျိုးဒီစီရန်ကိုနောက်ကနေပြီးတော့လိမ်းပေးရမှာဖြစ်ပါတယ်အဲ့ဒီမှာအရေးကြီးတဲ့အချက်ကကျွန်တော်တို့ကပလင်းကင်မှာအသားရည်ကိုဒါတန့်စင်ပေးဖို့လိုအပ်တယ်ပြီးတော့စီရန်တစ်ခုနဲ့တစ်ခုကို10မိနစ်2မိနစ်လောက်ခြားပြီးမှဒါလိမ်းပေးရမှာဖြစ်တယ်ဒါမှပဲအရေးပြားတဲ့ကိုတခြားလေးစိတ်ဝင်မှာဖြစ်ပါတယ်နောက်ဆုံးမှာတော့ကျွန်တော်တို့ moisturizer ဒါမှမဟုတ်ရင်ကျွန်တော်တို့ sun cream ကိုလိမ်းပေးပါ